Hello အားမင်္ဂလာပါရှင်ခီပါခီကတော့ဒီနေ့မှာစပင်ရောင်ကိုတခြားဒီလိုမျိုးအယောင်ကြီးနဲ့မတူပဲအရန်ကိုလှပတဲ့စပင်ရောင်လေးဖြစ်ပြောင်းပေးပါပဲဖြစ်ပါရုံစုံ wine ကို ninja အင်ဂျီဖြစ်ပြောင်းပေးဖို့လိုပါရှင်ခီရတဲ့ winter dress ကိုဝတ်ဖို့လိုရပေါ့နော်အဲ့တော့ခီကို wine ပြောင်းပါမယ်ရှင်ပြောင်းပြီးခီကို hot hand လုပ်ပြီးတော့ကလုံကိုနှိပ်ပြီးခီကိုပွားပေးရပါမယ်ကိုဝါပေးလိုက်ပြီပေါ့နော်ပြီးရင်ကိုဝါကောင်မလေးကိုခီကိုခေါ်ပြီးတော့ထပ်ပြီးတော့ကလုံလုပ်ပြီးတော့ဒီတိုင်းပြန်လုပ်ပေးရပါမယ်ခဏမှားဝိုင်းပေါ့နော်ဒီမှာပါပြီးရင်ဂဲစစ်ကိုပြောင်းပေးရပါမယ်ခုနဒီကောင်မလေးကိုလွတ်လိုက်မှာပေါ့နော်ခဏလွတ်ပြီးလို့ရှိရင်ခီကဂဲစစ်ကပေါ့နော်ဟဲ့လာအိမ်နာလေးနဲ့ငါယောက်ျားလေးနဲ့လုပ်လို့ရှိရင်ခီရိုစကားမညာပြောပြီးပြီဆိုလို့ရှိရင်ခီရိုတို့ချရာအတစ်တဲမှာမျက်လုံးရောင်ပြပေးပါမယ်ရှင်စပင်ခီရစပင်ကိုနော်မေအဲ့ဒီပြောင်းပေးရမှာပေါ့နော်နော်မေဟောင်းပြောင်းပြီးပြီခီရိုဘာပြောင်းမလဲဆိုတော့ဒီချရာအတစ်တဲသွားပြောပေါ့နော်အောင်နဲ့ဆွေးချဒီမာရနော်အဲ့ဒါကိုနေပါနေပြီးကျိုး normal ဟောပြောင်းပေးရရပါအဲ့ဒါဆိုဒီ glory ဖြစ်သွားပြီပေါ့နော်ဒါဆိုခီတော့သူ့အင်ဂျီပြောင်းပေးရပါမယ်ဒီအင်ဂျီလေးပြောင်းပေးရမှာပေါ့နော်ခီကမြပြတဲ့အင်ဂျီလေးပါအဲ့ဒီပြောင်းပြီးသူ carry လိုက်ပါနောက်ပြီး wine ပြန်ပြောင်းမှရှင် wine ပြောင်းပြီးလို့ရှိရင် comment လေးကိုချက်ပြီး carry လိုက်ပါနောက်ပြီးလွတ်ချလိုက်ညံလွတ်ချလိုက်ပြီဟာခီတို့ဒီအဖြူရောင်ရနေပြောင်းလဲသွားမှာပါ။ဒါအင်းဒီမှာလဲရမလို့နော်ခီတို့ winter dress ပဲပြန်လဲရမှာပါ။အဲ့မှားမှာဆိုလို့ပေါ့နော်ဒီအင်းကြီးပဲပြန်လဲရမှာပါ။လဲလိုက်ပြီဆိုခီတို့ဝါဒီစပင်းရောင်ကြည့်လိုက်တော့နော်ဒီဆိုလေးပါ။ခီတို့မကြိုက်သေးဘူးဒီထပ်ပြောင်းပါ။ဝိုင်းပြန်ပြောင်းမှာပြောင်းပြီးလို့ရှိရင်ခီတို့ထပ်ပြီးခလုံးလုပ်ပါရှင်။အဲ့ဒီလိုလည်းမပေါ်လို့ပြင်ကဲစစ်ပြောင်းမှာအနည်းပွင့်တူချလိုက် I'm sorry အကဲစစ်ပြောင်းမှာကဲစစ်ပြောင်းမင်းတို့စကားပြောကုန်လို့ဖေးစမ်းပါစကားပြောပါရဲလဲပြောပါနော်ပြောပြီးလို့ရှိရင်ဒီတို့တွေပြောပြီးဒီကအယောင်ပြောင်းပေးရမှာပေါ့နော်ကာလာလေးမှာတော့ပြောအဲ့တော့ဟဲကာလာလေးမှာအဖြူလုပ်ပေးရမှာငါမေးကလည်းမဖြူလုပ်ပြလိုက်ပါလိုက်မယ်ဒီနေ့အယောင်ပြောင်းပါဒီဒီတော့မဟုတ်ပန်းရောင်အဆိုင်ရဟုတ်သူအယောင်စပင်းရောင်သူ့ရဲ့စပင်းရောင်ပြောင်းပါမယ်။ဟဲကလာရင်ပြောင်းမရနဲ့သူကြည့်လို့ပြောင်းလိုက်ပါ။ရပြီသူအင်ကြီးလဲပြီးလိုက်ပါမယ်။လဲပြီးဟောဟန်အောင်ဖြစ်တော့ဝိုင်းပြောင်းပါ။ပြောင်းပြီးဒီကမလေးဟိုင်းမခေါ်လိုက်ပါလောက်ပြီးဆိုရင်ကဲဖြစ်တော့ပါမယ်။ဖေးစမ်းပါအဲ့ဒီမှာဘာလို့စပင်းအယောင်ကလုံးဝပြောင်းလဲသွားပါပြီစပင်းရောအဲ့လိုလေးလှသွားပြီပေါ့နော်ဒီအင်ဂျင်နီယာနေအဆင်မပြေသေးဘူးဘင်းဘာဘာဒီလိုစပင်းရောင်မှာခီတို့ဒီလိုမျက်နှာမနီးချင်းဆိုလုံလေးရှိရပါတော့ခဏပါဒီမှာပေါ့နော်ခီတို့ခုနလိုလုပ်ပြီးဆိုစပင်းရောင်ထဲမှာခီတို့ကအဖြူပြန်ထက်လဲပြရမယ်ပေါ့ဒါမှခီတို့ဒီမျက်နှာအဲ့လိုမဖြစ်တော့ဘူးနော်အဲ့လုပ်ပြီးဆိုတော့ခီတို့ခုနလိုမျိုးပဲခီတို့အင်ဂျီကသူ့လဲပြရမှာပေါ့နော်မူဂျိုအင်ဂျီလေးအဲ့လဲပြီးဝိုင်းထက်ပြောင်းပြီးတော့ကောင်မလေးကိုထက်ခါရီလုပ်ပါမယ်ခီခုနကဒီစင်ကြံခဲ့တဲ့အတွက်မျက်နှာလုံးဝနီရဲတွတ်သွားတာပေါ့နော်နာနီပြီးတော့မပြောက်ဘူးဖြစ်သွားတယ်တော့နှစ်ခါလောက်ကမှပေါ့ဒါကတော့တက်တစ်ခါပေါ့နောက်ပြီးတော့ winter dress ပဲထ
ထပ်လဲပေးရမယ်ဗီဒီယိုနဲ့ရှီဝိုင်းတာမှမှာလဲပြီးဒီလိုလေးဖြစ်သွားပါပြီအဖြစ်သွားရေးဆိုပြီးမရသေးဘူးပေါ့နော်ထပ်ပြီးတော့ဝိုင်းကိုသုံးပြီးတော့ထပ်ပြီးတော့ကိုဝါလုပ်ပါအောင်မယ်ဟူးဒီတူရပြီမရအဲ့ဆိုကဲပြန်ပြောင်းမပြောင်းမလို့ရှင်ဒီကောင်မလေးကိုဘာမှမလုပ်နဲ့ပေါ့နော်ကျူဒီကာလာထဲမှာပြောင်းပေးရပါမယ်ကာလာထဲမှာကိုကြိုက်တဲ့ရောင်ပြောင်းပါကောင်မလေးနဲ့လိုက်မယ်ချင်းနဲ့ဟာသာပြောင်းပေါ့နော်ကဲရပါပြီရပြီဆိုလို့ရှိရင်တော့ခီတို့သူစကားပြောပြီးတော့အင်ကြီးပြောင်းပေးလိုက်ပါမယ်ပြောင်းပြီးဟာရီလို့ပါလုပ်ပြီးပွိုင်းပြန်ပြောင်းပြီးလို့ရှိရင်ခီတို့တွေသူခါရီလုပ်ပါမယ်လုပ်ပြီးခဲကသူ့လွတ်ချပြီးတော့ခီတို့ကြိုက်တဲ့အင်ကြီးပြောင်းပါရှင် winning dress လဲတာပို့ပြီးတော့အစီအစဉ်မျိုးခီခင်းနေပါတော့ပြီးတော့မှကိုကြိုက်တဲ့အင်ကြီးလဲလိုက်ပါရပါတယ်အင်ကြီးလဲတာဒါမကြီးခီရီရဲ့စပင်ကိုကြည့်လိုက်ပါရှင်လုံးဝပြောင်းလဲသွားကြောက်ကကစားအဝိုင်းအောင်လေးဖြစ်သွားပါပြီရှင်ဒါလေးကတော့စပင်ကိုလုံးဝမတူပဲပြောင်းလဲနီးလုံနီးလေးပဲဖြစ်ပါတယ်တဲ့ဆိုရင်တော့ like ဆိုတော့လုပ်ခဲ့ပါရှင်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ bye bye